သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပြာသူလာဇန်5ရက်ရန်ကုန်တိုင်းတန်လျင်မြို့ဓမ္မဝိဇ္ဇာလယသူဘောဓာယုံကျောင်းတိုက်အတွင်းဝယ်တိထားကိုယ်ွယ်အပ်သောဗုဒ္ဓရုပ်ပွားဆင်းတုပလင်ရှေ့ဆက်ချခြင်းမျက်နှာချက်ဘုရားကျောင်းဆောင်ရှေ့ဆက်ချခြင်းပလင်စပွဲကြောက်ပြားစသည်ရှေ့ဆက်ချခြင်းအလှတော်မင်္ဂလာနှင့်ဆက်လျက်၍ရှင်ကျင်းပပြုလုပ်အပ်သည့်အလှတော်ရေဆက်ချမင်္ဂလာအခမ်းအနားဝယ်ဟောကြားအပ်သောမင်္ဂလာတုတ်အနှစ်ချုပ်တရားဒေသနာတော်ငယ်စဉ်တောင်ကြီးကလေးဘဝကစပြီးဘုရားဘာသာဝင်သူတော်စင်တွေဟာမင်္ဂလာတုတ်ကစပြီးတော့ကြက်မှတ်ကြတယ်ဘုန်းကြီးတို့တွေလည်းဘုန်းကြီးကျောင်းရောက်တဲ့အချိန်ကနေစပြီးတော့ရံမင်္ဂလာဆိုတာကစပြီးတော့မင်္ဂလာတုတ်ကိုကြက်မှတ်ခဲ့ကြတယ်သို့သော်ဒီမင်္ဂလာတုတ်ဟာစာပေအရလေးလာထားကြတော့လဲမိမိတို့ရဲ့လက်တွေ့ဘဝနဲ့အလှမ်းကွာနေတယ်လို့ဖြစ်တယ်ဒါကြောင့်မို့ဒီကနေ့မိမိတို့လက်တွေ့ဘဝမှာမင်္ဂလာတုတ်အတိုင်းညီတို့မြေပုံကျင့်ကြံနေထိုင်ကြမယ်ဆိုတာကိုမင်္ဂလာတုတ်အနှစ်ချုပ်မှာလွယ်ကူရှင်းလင်းစွာအားလုံးနဲ့လက်တွေ့အသုံးချနိုင်အောင်ဆိုလိုတာကမင်္ဂလာလမ်းမပေါ်ပါမင်္ဂလာရှိသောလမ်းမပေါ်မှာလူတိုင်းလျှောက်လှမ်းနိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့မင်္ဂလာတုတ်ကိုလက်တွေ့ဘဝနဲ့ဆက်ဟပ်ပြီးတော့ဟောကြားရနာကြားရမှာဖြစ်ပါတယ်။ဒါကြောင့်မဟောခင်မနာခင်ဘုရားမြတ်စွာရဲ့မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရှေးဥစွာရွတ်ဆိုပူဇော်ခြင်းဖြင့်ဘုရားကိုအာယုံပြုကြရအောင်ယောကပ္ပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယအမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမီယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ချင်လဲအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်သီထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာဓုသာဓုသာဓုမင်္ဂလာတုတ်အနှစ်ချုပ်မင်္ဂလာရှိသောလမ်းပေါ်မှာရှောက်လမ်းပါဘုန်းကြီးတို့တွေကုသကံရဲ့အကျိုးပေးထောက်ပံ့မှုကြောင့်လူဘဝကိုရရှိလာကြပြီ
မြတ်စွာဘုရားကလူဘဝရရှိလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကဘာလဲဆိုတာကိုမင်္ဂလာတုတ်မှာအစဉ်တိုင်းဟောတော်တာတစ်ခုနဲ့တစ်ခုဆက်ဆက်ယူလို့ရပါတယ်လူဘဝရောက်လာတဲ့အခါမှာအရေးကြီးဆုံးကတော့လူဆိုတာဘဝခရီးလျှောက်လာတဲ့အခါမှာတယောက်တည်းလျှောက်တာမဟုတ်ဘူးလူဘဝရောက်လာကြတဲ့မိသားစုဆိုတဲ့အတိုင်းဝိုင်းနဲ့ရောက်လာတာဖြစ်တယ်ပေါ့မိသားစုအတိုင်းဝိုင်းဆိုတာဟာလူတွေရဲ့ society မှာအသေးဆုံးပေါ့ family society အသေးဆုံးအတိုင်းဝိုင်းလေးတစ်ခုဒါကြောင့်မို့လို့လူဟာအပေါင်းအသင်းနဲ့နေတတ်တဲ့တ attva လို့တချို့ကဆိုကြတယ်လူတွေမကပါဘူးတခြားတ attva တွေဟာလည်းပဲအားလုံးဟာအပေါင်းအသင်းနဲ့နေကြတာကြီးပါပဲအဲ့တော့လူရဲ့ထူးခြားမှုကဘာလို့ဆိုရင်လူဘဝရောက်လာပြီဆိုရင်လူမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားမြတ်စွာကအရေးကြီးဆုံးလူဘဝမှာဘာစပြီးအရေးကြီးတာတုံးလို့ဆိုအပေါင်းအသင်းကစပြီးတော့အရေးကြီးတယ်တဲ့ဒါဟုတ်ပြောအပေါင်းအသင်းဆိုတဲ့နေရာမှာတဘာဝပေးလိုက်လို့ပေါင်းသင်းနေရတဲ့အပေါင်းအသင်းကတစ်မျိုးပေါ့ကိုယ်တိုင်ရွေးချယ်ပြီးတော့ပေါင်းသင်းတာကတစ်မျိုးရှိတယ်ပေါ့တချို့ကြတော့တဘာဝကိုပေးလိုက်သည့်အပေါင်းအသင်းအတိုင်းဝိုင်းကြားထဲမှာရောက်သွားတယ်ဆိုပါစို့အယူဝါဒမတူကွဲပြားတဲ့အုပ်စုတစ်ခုထဲမှာရောက်သွားပြီဆိုလို့ရှိရင်ထိုအယူဝါဒရှိတဲ့အတိုင်းဝိုင်းတွေရဲ့အတိုင်းယုံကြည်ချက်အတိုင်းဘဝခရီးမှာရှောက်နေကြရတယ်လူတွေဟာဒီကနေ့ခေတ်ကမ္ဘာမှာရှိကြတဲ့လူတွေကိုကြည့်ပေါ့လူမျိုးအသီးသီးမှာအယူအဆအမျိုးမျိုးအပေါင်းအသင်းဆက်ဆံမှုတွေအမျိုးမျိုးတဲ့ကြားထဲမှာလူသားဖြစ်လို့ရှိရင်ဆိုင်ရာအတိုင်းဝိုင်းထဲမှာရောက်သွားသည့်အတွက်ကြောင့်လူဟာအတွေးအခေါ်တွေအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မို့လို့ကောင်းကျိုးချမ်းသာတွေရကြတာရှိသလိုမကောင်းတဲ့အကျိုးတွေကိုခံစားကြရတာလည်းရှိတယ်ပေါ့ဘဝခရီးမှာဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကတီဟိုနိုင်ငံဆိုတာဒီကနေ့မှာတော့လူကြီးတန်း30ခန်းရှိတယ်ပေါ့ဗုဒ္ဓဘာသာနိုင်ငံလေးတစ်ခုပဲအဲ့ဒီဗုဒ္ဓဘာသာနိုင်ငံလေးမှာလူမျိုး၄မျိုးခွဲခြားပြီးတော့သတ်မှတ်ထားတယ်အများဆုံးလူမျိုးကတော့ဆင်ဟာလီလူမျိုးလို့ခေါ်တယ်ဆင်ဟာလီလူမျိုးကိုဗမာတွေကတော့တီဟိုလူမျိုးလို့ခေါ်တာပေါ့အတန်တွယ်လေးပဲကွာဆင်ဟာလီလူမျိုးရှိတယ်မွတ်စလင်ရှိတယ်ဘာဂါဆိုတာရှိတယ်နော်မွတ်စလင်ရဲ့ဆင်ဟာလီရဲ့ဘာဂါရဲ့တမီရဲ့တို့လူမျိုး၄မျိုးရှိတယ် official အနေနဲ့အသိမှတ်ပြုထားတာ၄မျိုးရှိတယ်အဲ့ဒီထဲမှာဒီစရင်ထဲမှာမဝင်တဲ့လူမျိုးတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုရင်ဝေဒလို့ခေါ်တဲ့ Aborigine ကျွန်းနေလူမူလကျွန်းနေလူရိုင်းနေအဲ့လိုလူမျိုးလည်းရှိသေးတယ်သူကလူဦးရေအမတန်နဲတယ်တောတွေတောင်တွေထဲမှာပဲနေတယ်အဝတ်မဝတ်ဘူးတောထဲမှာပဲဒီငယ်စဉ်တောင်ကြီးကလေးဘဝကလေးကဘာသင်တော့ဆိုရင်မြတ်ပြစ်တာသင်တယ်လှန်ထိုးတာသင်တယ်အကောင်လေးဖမ်းပြီးတော့တပ်ဖြတ်နည်းတွေသင်တယ်ဒါပဲရှိတယ်သူတို့မှာနော်ဆိုပါစို့လူဘဝရောက်လာပြီဆိုလို့ရှိရင်လူဟာမွေးလာကြတဲ့က society တခုမှမွေးလာတဲ့အတွက်ကြောင့်အဲ့ဒီ society တခုကမကောင်းဘူးဆိုလို့ရှိရင်တဘဝလုံးကောင်းနိုင်စရာအကြောင်းမရှိတော့ဘူးလေခုနလိုဆိုပါစို့ဝေဒဆိုတဲ့လူမျိုးထဲမှာသွားပြီးတော့ဖြစ်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာတစ်သက်လုံးတောထဲမှာနေပြီးတော့တတ္တဝါတွေအသက်တပ်ဖြတ်ပြီးတော့စားတော့လို့မိမိဘဝကိုရပ်တည်အောင်ကြိုးစားပြီးနောက်ဆုံးဟာဘဝတစ်ခုဆုံးသွားကြမှာပဲအဲ့တော့ဒါကဘဝကကံကြမ္မာကပေးလိုက်တဲ့အတိုင်းဝိုင်းတစ်ခုပေါ့ကံကြမ္မာကပေးတာမဟုတ်ဘဲနဲ့တခါတရံကျတော့ဒီမိမိအတိုင်းဝိုင်းထဲကနေပြီးမိမိရွေးချယ်ပေါင်းသင်းဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်စာရိတ္တမကောင်းမှုကြောင့်မကောင်းတဲ့လူနဲ့ပေါင်းပြီးသည့်အတွက်ကြောင့်ဒုက္ခရောက်ကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီကနေ့ခေတ်နေရာတိုင်းမှာရှိတာပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မလို့မင်္ဂလာတုတ်မှာအသေဝနာစဘာလနာပဏိတနိစသေဝနာလူလောကရောက်လာပြီဆိုလို့ရှိရင်ပေါင်းသင်းရေးဟာအမတ္တမအရေးကြီးတယ်အတိုင်းဝိုင်းဟာအမတ္တမအရေးကြီးတယ်လို့ဆိုလို့
အဲ့တော့ကံကပေးလိုက်တဲ့အတိုင်းဝိုင်းတွေကယုံထွက်ဖို့ဆိုတာတော့အမတန်မှခဲပါတယ်တာမန်စိတ်နေစိတ်ထားနဲ့တာမန်အသိဉာဏ်မျိုးနဲ့ယုံထွက်နိုင်မှုတော့မရှိဘူးပေါ့တော်တော်ခဲပါတယ်အဲ့ဒါကြောင့်မို့လို့ဝေးကလေးကကောင်းတဲ့အပေါင်းအသင်းတွေရောက်ဖို့ဟာဘုန်းကြီးတို့တွေဟာဆူတောင်းရမှာပဲเนาะစိတ်နေစိတ်ထားနဲ့ဥတီချက်ထားကြရမှာပဲအေးလက်ရှိဘဝရောက်လာတဲ့အခါကျတော့လေပေါင်းသင်းဆက်ဆံတာဟာလူဘဝမှာသိအရေးကြီးတယ်တဲ့အရေးကြီးဆုံးကဘာလလို့ဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းသင်းမိဖို့အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံဖို့အဲ့ဒီလိုဆက်ဆံမှုကိုအကြောင်းပြုပြီးတော့ဘာလနဲ့ဆက်ဆံမိတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံကြုံတွေ့ကြရတယ်ပညာရှိသူတော်ကောင်းတွေနဲ့ဆက်ဆံမိရတဲ့ပုဂ္ဂိုလ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရတယ်ဆိုတဲ့အကျိုးတွေဟာအမတန်မှထင်ရှားတယ်ဒါဖြင့်ဘာလပဏိတလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာတော့ဆိုတော့မြတ်စွာဘုရားကဒါရွေးချယ်ဖို့ရာအတွက်ပေးတာပါရွေးချယ်ဖို့ရာကြတော့မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလလို့သတ်မှတ်တယ်ကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုပဏိတလို့သတ်မှတ်တယ်ပေါ့အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်တယ်လဲကိုကြိုက်ရင်ကောင်းတဲ့အကောင်းဟာအကောင်းလားလို့ဆိုအဲ့လိုမဟုတ်ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူးအဲ့တော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အတွေးမျိုးကိုယ့်ကိုထိခိုက်နစ်နာစေလို့တဲ့အတွေးမျိုးလောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုးလောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုးအပြောမျိုးအလောက်ကံမျိုးတွေဟာမကောင်းဘူးလို့သတ်မှတ်ရမယ်အများအတွက်အကျိုးဖြစ်တဲ့အတွေးအများအတွက်အကျိုးဖြစ်တဲ့အပြောအများအတွက်အကျိုးဖြစ်မဲ့အလုပ်ဒါတွေကကောင်းတယ်လို့သတ်မှတ်ရအဲ့ဒါလို့လူလောကရောက်လာပြီဆိုလို့ရှိရင်နံပါတ်1ဘုန်းကြီးတို့ဟာရွေးချယ်လို့ရတဲ့ဘဝမှာပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရွေးချယ်ဖို့လိုအပ်တယ်လို့မြတ်စွာဘုရားပထမဆုံးမင်္ဂလာခရီးကိုစတင်လျှောက်လှမ်းဖို့ရာအတွက်ဒါကိုဥစွာဟောတာเนาะအဲ့တော့အပေါင်းအသင်းဆက်ဆံမှုဟာရေးကြည့်တယ်ကဲပေါင်းသင်းဆက်ဆံပြီးတဲ့အခါမှာလူတွေရဲ့ society ထဲနေတဲ့အခါမှာဘာလုပ်ဖို့လိုအပ်တယ်လဲလို့ဆိုရင်ပူဇာစပူဇေနေရနာလေးပေးယူသိလေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလေးစားရမယ်လို့ဒီလိုဆိုလို့ပူဇော်တယ်ဆိုတဲ့စကားလုံးကပါဠိရလာတာဆိုလူတွေကနားလည်နေကြတာပန်းနဲ့ပူဇော်တာတို့ဘာတို့ဒါမျိုးတွေလှူဝတ္ထုနဲ့ပူဇော်တာတို့ဒါဟုသာပူဇော်တယ်လို့နားလိုက်ပူဇော်တယ်ဆိုတာညနိုးတယ်အယုသိပေးတယ်လေးစားတယ်ဒါမျိုးတွေဟာလည်းပူဇော်တယ်လို့ပဲခေါ်တာပဲစိတ်ထဲကအလေးနဲ့ထားတယ်အဲ့ဒါလို့လောကမှာပူဇော်လိုက်တဲ့ပုဂ္ဂိုလ်ကိုပူဇော်ခြင်းဖြင့်ကိုယ်မှာအသိဉာဏ်တွေတိုးပွားစေနိုင်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဝတ္တရားနံပါတ်1ရွေးချယ်ရမှာကအပေါင်းအသင်းရွေးချယ်ပြီးတဲ့အခါမှာကိုယ်အတိုင်းဝိုင်းထဲမှာပူဇော်တိုက်တဲ့လေးစားတိုက်တဲ့ပုဂ္ဂိုလ်တွေကိုလေးစားမိဖို့ဆိုတာဒါတတိယအနေနဲ့မြတ်စွာဘုရားကဟောတာဒါဖြင့်လူလောကမှာရောက်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရှောင်ကောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းပြီးပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုပူဇော်ယုံဒီလိုလုပ်တွေလုပ်ဖို့ဆိုတာဟာဘယ်နေရာလိုအပ်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကဒီလိုအလုပ်တွေလုပ်မိဖို့အကောင်းဆုံးရွေးချယ်တတ်ဖို့အတွက်ဘာကအရေးကြီးလာပြန်တော့ဆိုပฏิရူပဒေသဝါဒတဲ့တင့်လျောက်ပတ်တဲ့အရမှနေဖို့ဗမာစကားမှလည်းမရှိတယ်နော်တရားမပြောင်းသကောင်းမဖြစ်ဆိုတဲ့စကားရှိတယ်သူကအတွေ့အကြုံအမြင်အယူဆပညာဘုဒ္ဓတဆိုတာတဏှာနဲ့တဏှာမတူတတ်ဘူးပေါ့အဲတဏှာပြောင်းလိုက်တဲ့အခါမှာကိုယ်မှာအတွေ့အကြုံအသစ်တွေရတယ်အသိဉာဏ်ဘုဒ္ဓတတွေအသစ်ရလာတယ်တစ်ခုနဲ့တစ်ခုရှင်စရာတွေရလာတဲ့အတွက်ကြောင့်ဘယ်ဟာပိုကောင်းတယ်ဘယ်ဟာကညံ့တယ်ဆိုတာကိုနှိုင်းရှင်တတ်လာတယ်ပေါ့တဏှာထဲမှာဆိုလို့ရှိရင်နှိုင်းရှင်မှုမရှိဘူးပေါ့ဒါကြောင့်မို့အကြောင်းအကျိုးအဆိုးအကောင်းကိုသိဖို့ရအတွက်ဘာလို့တော့ဆိုပฏิရူပဒေသဝါဒနေရာရွေးချယ်ပြီးတော့နေဖို့လိုအပ်တယ်နေရာရွေးချယ်ရမယ်ဆိုတာဘာအတွက်ရွေးချယ်ရတာတော့ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းပဲပညာရေးတိုးတက်ဖို့အတွက်ရွေးချယ်ပါလား